မေလ24ရက်နေ့ဘင်္ဂလားပင်လယ်အော်မုန်တိုင်းနဲ့မေလ29ရက်နေ့မှာဖြစ်ပေါ်လာမယ့်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကဆိုင်ကလုန်းမုန်တိုင်းကြီးနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံပေါ်သက်ရောက်မှုတွေကိုအရေးပေါ်ပဲမိုးလေဝသပညာရှင်ဦးနိုင်ရဲ့သင်ပြချက်နဲ့ညီတင်ဆက်ပေးပါမယ်။မေလ24ရက်နေ့အထိဘင်္ဂလားပင်လယ်အော်ပေါ်မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ40%ရှိပြီးအာရေပြပင်လယ်ပြင်ဘက်မှာ100%ရှိနေကြောင်းတွေ့ရပါတယ်တဲ့ဗျာ။အိန္ဒိယနိုင်ငံအနောက်ဘက်ကအာရေပြပင်လယ်မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေပိုအကောင်းနေတာကိုတွေ့ရတယ်ဆိုပြီးတော့မိုးလေဝသပညာရှင်ဦးနိုင်က ECNWF ဆိုင်ကလုန်း activity check ကိုကိုးကားပြီးတော့အရေးပေါ်ပဲပြည်သူတွေကိုအသိပေးထားပါရယ်မေလ29ရက်နေ့မှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေက80%ရှိလာပြီးအာရေဗျပင်လယ်ပြင်ဘက်မှာဖြစ်နိုင်ခြေ90%ကိုရော့ကျသွားတယ်ဆိုပြီးတော့ပညာရှင်ဦးနိုင်ကပြောထားတာလေးဖြစ်ပါရယ်ဗျာပြီးတဲ့ကကျတော့ဦးနိုင်က More Focus Winnie App ပေါ်မှာ ECNWF GFS နဲ့ Icon More သုံးခုစလုံးကကပ်ပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်ပြင်အမြင့်2ကီလိုမီတာပေ6000မှာအထက်လေဝေလိုင်းစတင်ဖြစ်ပေါ်နိုင်ပြီးလေပြင်းအနေရဝန်တစ်ခုဖြစ်ပေါ်ရန်အစပြိုးလိုက်နိုင်ကြောင်းခံမှန်းထားတာတွေ့ရတယ်ဆိုပြီးတော့ဆိုပါရယ်လေဝေလိုင်းလေပြင်းအနေရဝန်အရှိန်သက်ရောက်မှုကတော့မြန်မာကမ်းရိုးတန်းဒေသအလုံးမှာမေလ25ရက်နေ့မှာစတင်ပြီးတော့ဇွန်လဆန်းပိုင်းရက်များအထိမိုးသက်လေပြင်းချနိုင်လိုင်းကြီးနိုင်ပါရယ်မိုးသက်လေပြင်းကျစဉ်လေတိုက်နှုန်းတနာရီ35မိုင်အထက်ရှိနိုင်တယ်လို့ဦးနိုင်ကဆိုပါရယ်ဗျာ။ရောင်နိုင်ငံဒေသအလုံးမှာမေလ25ရက်နေ့မှာစတင်ပြီးတော့ရောင်နိုင်ငံဒေသအလုံးမှာတော့မေလ25ရက်နေ့မှာစတင်ပြီးတော့နိုင်ငံလုံးနေရာစစ်စိတ်မှနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပါရယ်။ပင်လယ်ပြင်မှာလေပြင်းနဲ့ရပ်ဝန်စတင်ဖြစ်ပေါ်လာချိန်မှာမိုးအားပူလာနိုင်ပြီးမိုးပူများလာနိုင်ပြီးလေပြင်းတိုက်ခိုက်နိုင်တာလေးရှိလာနိုင်တယ်ဆိုပြီးတော့ပညာရှင်ဦးနိုင်ကဆိုပါရယ်။မေလ25ရက်နေ့24နာရီတွင်ကချင်ပြည်နယ်စကိုင်းတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းမကွေးတိုင်းမန္တလေးတိုင်းနေပြီးတော့ပဲခူးတိုင်းရှေမွန်ပြည်နယ်ကရင်ပြည်နယ်တလင်းတိုင်းတိုင်းတွေမှာမိုးများနိုင်တယ်လို့ဆိုပါရယ်မေလ26ရက်နေ့24နာရီတွင်တော့ကချင်ပြည်နယ်ကရှားပြည်နယ်နေပြီးတော့မကွေးတိုင်းစကိုင်းတိုင်းမွန်ပြည်နယ်ရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာမိုးများနိုင်ပါတယ်တဲ့ဗျာမေလ29ရက်နေ့24နာရီတွင်ချင်းပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်ကယားပြည်နယ်ပဲခူးတိုင်းအရှင်ပြည်နယ်မွန်ပြည်နယ်တလင်းတိုင်းတိုင်းဒေသတွေမှာမိုးများနိုင်ပါတယ်တဲ့ဗျာမိုးများနိုင်တဲ့ဒေသတွေ24နာရီတွင်မိုးရေချိန်40မီလီမီတာအထက်ရွာသွန်းနိုင်တဲ့ဒေသတွေကိုဒါကြောင့်မို့အခုဒေသကပြည်သူတွေအထူးပဲရည်ယူဆိုင်ကြပါနော်